ကဲ MMA Sport Play မြန်မာကနေပြည်သက်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ညမှာတော့ Premier League ရဲ့ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ Liverpool နဲ့အင်ကွင်းမှာအမြဲတမ်းခြောက်ခြားစရာကောင်းတဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့အတူသုံးသပ်ကြည့်အောင်ဗျာပွဲကစားမိအချိန်ကတော့ဒီနေ့2026ဇန်နဝါရီ25ရက်တနင်္ဂနွေမြန်မာစံတော်ချိန်မနက်7:00နာရီမှာကစားတော်မှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်ဖြစ်တာမို့ပြည်သက်ကြီးအတွက်အင်ရေးပြတ်ခန့်စရာမလိုပဲအားပေးရမယ်ပွဲကောင်းတစ်ပွဲပါပဲဗျာလက်ရှိခြေစွမ်းတဲ့အခြေအနေကိုကြည့်အောင်လီဗာပူးအသင်းကတော့အမတ်ပေးစရာရဲ့ထိတ်ဆုံးလေးနေရာမှာရပ်တည်နေပြီးမျော်လင့်ချက်အပြည့်နဲ့ချီတက်နေတာပါသူတို့ရဲ့တိုက်စစ်ပိုင်းကဆာလာဒီယက်စ်တို့နဲ့အတူအရန်ကိုအားကောင်းနေတယ်လို့ကွင်းလေပိုင်းကလည်းစနစ်တကျရှိလာပါတယ်ဒါပေမဲ့တစ်ဖက်ကဘုံမောက်ကလည်းသူတို့ရဲ့အင်ကွင်း Vitality Stadium မှာဆိုရင်အသင်းကြီးတွေကိုဒုက္ခပေးလေးရှိတဲ့အဆင့်လာရှိခဲ့ဗျာသူတို့ရဲ့မြန်ဆန်တဲ့တံပြန်တိုက်စစ်ကလီဗာပူးရဲ့မြင့်မားတဲ့ခံစစ်တဲ့ Highline ကိုချင်းညောင်းနိုင်တဲ့အထူးလက်နက်ဖြစ်လာပါလိမ့်မယ်အဓိကအချက်ကတော့လီဗာပူးရဲ့တောက်လျှောက်ဖိအားပေးကစားနိုင်မှုနဲ့ဘုံမောက်ရဲ့ကြစ်ကြစ်တဲ့ခန်းစစ်တို့အားပြိုင်မှုပါပဲဗျာလီဗာပူးအနေနဲ့အဝေးကွင်းမှာအမှတ်မလျော့ဘူးအစောကြီးဂိုးရအောင်စူးစမ်းလာမှာဖြစ်လို့ဘုံမောက်ကလည်းပထမပိုင်းမှာဂိုးမပေးရအောင်အသေးနဲ့ပိတ်ကစားလာနိုင်ပါတယ်ကျွန်တော်ရဲ့ခံမှန်းရလာတာတော့ဘုံမောက် win 2 match ဒါမှမဟုတ် 1-3 လောက်နဲ့လီဗာပူးတို့ပဲအနိုင်ရရှိသွားမယ်လို့ခံမှန်းရပါတယ်ဗျာကဲပရိသတ်ကြီးကတော့ဘလို့ထင်လဲဗျာလီဗာပူးပဲအဝေးကွင်းမှာ AACC နိုင်သွားမလားဒါမှမဟုတ်ဘုံမောက်ကပဲအန်အားစရာကောင်းရလာတခုဖန်တီးပြမလားဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ဗျာရှေ့ဆက်ပြီးတော့လည်းအားကစားသတင်းစုံကိုတင်ဆက်ပေးဦးမှာမို့ MMA Sport Play မြန်မာရဲ့ social media တွေကို subscribe နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာကျွန်တော်ရဲ့ Telegram မှာဘောလုံးပွဲ live လေးလွှင့်ပေးထားပါမယ်အဲ့ဒါကြောင့် Telegram ကို join ထားကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်